စမချစ်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့စမွေးချုံမုတ်ကလေးနဲ့တွဲဖက်ပြီးမင်္ဂလာငပိရလေးကိုပစုံလုပ်ကြီးပစုံကြားကတ်တုံမြူရုပ်သီးစိမ်းရုပ်သီးမုတ်တို့နဲ့တွဲဖက်ပြီးတော့အရသာရှိရှိလေးဖျော်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာငပိရလေးอ่ะဆိုရင်ဖြင့်ခင်းမပါပဲတူတခုတည်းနဲ့ခင်းနဲ့တိုးစရာမျိုးစုံနဲ့စားရင်လေအရန်ကိုအရသာရှိတဲ့အတွက်လိုက်လို့စားကြည့်ကြပါနော်ဒီကတော့ချိုထားပြီးသားငပိရလေးပါကိုစပွေးချုံမုတ်ကလေးတစ်ဖက်စားဆုံးထည့်လိုက်ပါမယ်။ဒါမီးပုတ်ပြီးတော့ခြေထားတဲ့ခင်းညစ်သီးလေးပါ။ဒါကတော့တော်ပြီးတော့ထောင်းထားတဲ့ရုပ်သီးစိမ်းလေးပါ။ဒါကတော့ထောင်းထားတဲ့စက်သွံပြူလေးပါ။ဒါကတော့ကိုယ်တိုင်လော်ပြီးတော့ကိုယ်တိုင်ထောင်းထားတဲ့ရုပ်သီးလော်မုံလေးပါဆက်ဆက်လေးစားချင်လို့မင်းမက3ဆုံးလောက်ထည့်လိုက်ပါမယ်ဒါကတော့မင်းကတော့မပြည့်ရဲ့အဓိကအသက်ဖြစ်တဲ့ပစုံတောက်ကြီးမီးခုတ်လေးပါဒါကတော့ပစုံကြောက်လေးပါဒါကတော့ပြက်ပြီးတစ်ချမ်းချမ်းထားတဲ့တင်းချင်းသီးလေးပါကဲတော့ဒီလေးတွေကိုထည့်လိုက်ပါမယ်။ပလော်ဒီလေးနဲ့တော့လည်းထည့်လိုက်ပါမယ်။အခုဆိုရင်တော့စပွန်ကြီးချုံမုတ်လေးနဲ့တွဲဖက်ပြီးချက်ပြုတ်ထားတဲ့အမဲစုံစုံနဲ့ထည့်ထားတဲ့မင်းကတော့ငပိရည်ကြီးရဲ့တိုးစရာစုံမင်းလေးရဲ့ပြီးသွားပါပြီ။အခုလိုအရသာရှိတာတဲ့မင်္ဂလာငပိရလေးကိုစပွေးကြီးချုံမုတ်လေးနဲ့တွဲဖက်ပြီးတော့ချက်ပြပေးထားတာပဲဖြစ်ပါတယ်။အရှင်မတို့လည်းလိုက်လို့စားကြည့်ကြပါအောင်နော်။စပွေးကြီးချုံမုတ်လေးထည့်ဖို့တော့မမေ့နဲ့ပေါ့နော်။မင်္ဂလာငပိရလေးကိုထမင်းမှာစမ်းတငင်းသီးတွေနဲ့လေပစုံတောက်ကြီးတွေနဲ့မင်္ဂလာမပြည့်ရတော့ရှယ်ပဲရုပ်သီးလောင်မုတ်ကလည်းအိမ်မှာကိုယ့်ကိုတော်ပြီးထောင်းတာဆိုတော့လေရှယ်ပဲတရေတောင်ကြမောင်ချစ်သူတို့ရေစားကြပါအောင်မှာပစုံတောက်ကြီးနဲ့ဖုတ်ပေးပါရနော်ဒီနေ့စားလိုက်တော့မယ်အပြည့်ရငန်းလည်းမကြံဘူးစပွေးညောင်မဆိုဒီဆုံးထည့်ထားတော့လေချိုပြီးစားလို့မင်းလိုက်တာပြောနေနဲ့ဒီနေ့ဆက်စားလိုက်အောင်မယ်နော်ပြောင်းမူကြံပလောပီနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရန်ကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့ရှလွတ်နဲ့ရရတာရှိသွားမယ်နော်စပွန်